ဒီနေ့တော့အလောက်ကပြန်ရုပ်ကောက်ခဲ့တာပလိုင်းပေါက်တစ်သေးလေးသုံးပူရခဲ့ပါတယ်ကဲဖောက်ကြည့်အောင်နော်ဘာတွေပါမလဲတော့မသိဘူးရင်ခုန်နေပါပြီပထမပူမှာတော့စူတိုပီးယားလေးတိတ်ကလူကျင်နာကတော့ယုံရုပ်ကလေးဖြစ်ဖြစ်မိခွေးလေးဖြစ်ဖြစ်လူကျင်နာပေါ့နော်ဒါပေမဲ့ဘာရလာတယ်ဆိုတော့ကဲကြည့်လိုက်ပါဦးဘာလဲမသိဘူးညီရုပ်ဖြစ်နေပါတယ်ဒါပေမဲ့လေကြိုက်ပါတယ်နောက်တစ်ပုဒ်ကတော့ဘာရုပ်ကလေးလေးတော့မသိဘူးဒါပေမဲ့ရှင်ခုံးနေပါပြီကဲဘာလေးရမလဲကြည့်လိုက်ကြရအောင်ထဲမှာတော့ဖောင်ဖောင်လေးပဲဘာလေးလည်းမသိဘူးကဲကြိုးလေးထွက်လာပါပြီနော်ဘာလေးရမလဲဆိုတော့ sleeping baby လေးပါရှင်ချစ်စရာလေးပါကျန်တဲ့ crime baby လေးကိုတော့လိုချင်နေလို့ပြောထားတဲ့သူတွေတင်ထားလိုက်ပါပြီ